အောင်စုခိတတ်သလား ကိုမပြောတော့ မပြောတာရင်မပြောနဲ့ဦးလေးပြောတာမှပြောဖို့နော် အခုပါဇက်ကဖွင့်မပြောတာ အော်စကားကမပြောဘဲနဲ့တခြားနည်းပြောတာလို့လား ဒါလည်းမတတ် အခုကတစ်မျိုးပဲ ချစ်ချင်လည်းတစ်မျိုးပဲ နှစ်ယောက်ပေါင်းရင်နှစ်မျိုးပေါ့နော် အခုတော့တစ်မျိုးပဲဖြစ်ချင် ကိုရေးစားစကားပြောတာလေအစားမဲ ဒီနေ့အခုနဲ့တွေ့ရဖို့ကအဆန်းဖြစ်နေတာဟုတ် ကဲဒါဖြင့်ပြော လလာပါမေမောင်တို့ချယ်ရီမြေ မောင်တော်သာရွှေကောင်းကမောင်ကိုင်းရဲ့